အငိမ့်လာငါနဲ့ပွဲသားများကလည်းမင်းသမီးဆိုရင်ပြိုမငယ်မသူတို့အပိုင်ရမှာကြနေတာပဲဘာလဲနေပြောတဲ့စကားကငါ့ကိုတွေ့တော့ကျမအကိုပါလို့နေပြောနေတဲ့စကားဘယ်လိုကောင်းမောင်ရဲ့ကြောက်တယ်အဲ့ဒါလေအဲ့လိုလုပ်ရလေဒီကကျမချစ်တဲ့ကျမရဲ့ယောက်ျားနဲ့ကျမရဲ့သမီးလေးကပါမောင်မိလားဘာကျမသမီးဆိုတော့နေတည်သေးတယ်နော်သမီးလေးဘာသမီးကိုထိနေပြီလားနေငါပြောမယ်ငါ့ကိုအသေးကိုခွဲလို့ငါကျင်နေတယ်နေနဲ့ငါလည်းရတာတော့သမီးလေးတယောက်တော့ဒီရွယ်ရောက်နေဒီသမီးလေးကိုလူမနခတိုင်ဘူးလေမိလားမောင်ရဲ့လူတော့တိုက်ပါတယ်မောင်နေရခန္ဓာကိုယ်တကိုယ်ကြီးအလားပါပြည့်စည်ပါဆိုလို့သမီးလေးကိုနေနိုးမတက်ခဲ့ဘူးတာသမီးလေးဒီအသက်ဒီရွယ်ဒီလူဘူးလေးနဲ့နေခဲ့ရတာနေခုလပါသမီးရဲ့ဒီမနေလားဟောနေဟုတ်လားဒီအမှုပညာကိုဖြတ်မလားငါတို့တားဖာနဲ့နေပြန်လိုက်မလားဒီလားရဆက်လိုက်တာမောင်ရဲ့အရင်ကမှဖြေရခက်ဆုံးမေကိုမောင်လေးလိုက်တာပဲမောင်တော်ရဆက်တာပဲဒီမဲ့မောင်ကျမရဲ့အမှုပညာနဲ့ဒီဟိုးငယ်စတောင်ကြီးကလေးဘွားတွေကအသက်မွေးချောင်းပြုခဲ့ရတာမောင်ဒီအမှုပညာဟာကျမရဲ့အသက်ပဲပြီးတော့မောင်ကိုချက်လို့ရအောင်ယူခဲ့တာမောင်ကလည်းကျမရဲ့အသက်ပဲဒါကြောင့်ကျမနှစ်ခုသလုံးလုံးဝမဆက်နိုင်ဘူးတော်စနေလားမဆက်နိုင်နဲ့လက်တစ်ဘက်ကိုအချိန်ကုန်ခံပြီးထုံးနေရင်သွားနေမှုကလူပြမန်းနေနဲ့ငါနဲ့ဘောကအဝိုင်းနဲ့ကိုလေးတော့ထက်လို့မရဘူးမဆုံးနိုင်တဲ့မြင်းရတစ်ခုကိုပြေးနေရတဲ့ဘောကအဲ့လိုဒီလားနေဘောကနေခီးလဲနေချစ်တဲ့အလုပ်တွေနေပိတ်တဲ့ကိုနေပြောပြပါငါတို့သားပါနေနဲ့ဝေးရကိုသွားမယ်နေနဲ့ဝေးရကိုသွားမယ်ဒီလိုမောင်ရတယ်မောင်ကကျမကိုခွင့်မလို့နိုင်ဘူးဆိုရင်မောင်တော့ချင်သွားတယ်ရတယ်ကိစ္စမရှိဘူးသမီးလေးတော့မခေါ်တော့ပါနဲ့မောင်တော့မှပါရဲ့သမီးလေးကိုကျမနဲ့ထားခဲ့ပါသမီးလေးလို့ချလို့သမီးလေးဒီလားသမီးလေးကိုနေခေါ်လာမယ်ဟုတ်လားဟုတ်တယ်မောင်လို့ဘလို့ပါတယ်ဒီလားမောင်ရဲ့တော့ဘလို့ပါလဲသမီးမိန်းကလေးဆိုတာကျမတို့အမျိုးသမီးတွေကိုသွားပါမောင်ဒါကြောင့်မလို့ကျမဝမ်းနဲ့လွယ်မွေးခဲ့ရတဲ့ဒီသမီးလေးကိုတော့ကျမနဲ့ထားခဲ့ပါမောင်ရဲ့ကျမနဲ့ထားခဲ့ပါတော့ပါပါဒီတိုင်းလူဆိုတာရလုံးလေးနဲ့ဆုံးရှိကြတယ်ရလုံးလေး